ဟာရှင်မင်းမေကလောင်ကစားလို့အကျွေးတင်နေရတဲ့ကောင်းလေးတိတ်ပြီးလိုလိုက်မနေအောင်နော်ငါ့ဖြစ်ဒီမူလာနဲ့ရှက်စရာမဟုတ်ဘူးဟဲ့လာနေဟဲ့မလေးလေးတို့ဒီနောက်ကျလာ ਈ လားဘာလို့နောက်ကျနေလဲနောက်ကျမှာပေါ့ရမင်းလေးသူ့ရဲ့မလိုက်မျက်နှာကိုခြေတနေရခြေတော့လည်းဘာများထူးခြားသွားမှကြာနေရပဲသူ့ကိုစောင့်နေနောက်ကျသွားလေငါသွားမယ်နော်နောက်ကျနေလို့ဟုတ်မဟုတ်လဲလဲတကယ်ချင်းဟင်ဒီစင်းလေးလောက်ဆိုင်ရှိနေရလားဒါပြင်တော့ပြီးတော့မှာဘာလို့လဲဟုတ်လားဟိုကလေငါကောင်လေးကိုအဲ့ဒါလက်ဆောင်လေးကိုပေးစင်လို့လေပတ်စံတသိန်းလောက်နေလို့အဲ့ဒါငါ့ကိုချိပါလားနင်ဝယ်ပြီးမလို့လားနင်ကောင်လေးကနင်ဝယ်ပေးရမှာမဟုတ်လားအဲ့လိုတော့မဟုတ်ပါဘူးတကယ်ချင်းငါကလေသူ့ကိုချစ်တော့ဝယ်ပေးရမှာပေါ့ပြီးတော့လေသူ့ဝင်နေရတယ်ရောက်တော့မှမလို့ပါတကယ်ချင်းငါ့ကိုချိပါနော်အေးပါငါချိရလေချိရမှာပေါ့ခိုင်းနေလိုက်ပြီလေပြီးမယ်နော်အေးတကယ်ချင်းအားကြောင့်ငါလို့ချစ်တာမလေးတကယ်ချင်းနေပဲကြောက်ကြမှာပါလာလာဆင်းဆက်လို့အေးဟဲ့ယမင်းငါတို့မို့သားဆောင်လို့လိုက်ရမလားအေးလေနေလို့ပြီးမလားငါမို့သားဆောင်လိုက်ခဲ့အေးလေလိုက်တော့ပါတကယ်ချင်းတို့ရဲ့ငါပတ်စံမရှိလို့မလိုက်တော့လေယမင်းမရေဒီမုံလေးစားဖို့ကြာပတ်စံမရှိဘူးဘဲဟိုကြာသိမ့်ချင်တဲ့အန်းနေနော်နင်ကဟဲ့တိလားမျိုးတငယ်ချင်းယမင်းလေမလေးအန်ဖော်မလုံနေတာဟဲ့လေနေရလေဘာလဲငါပြောမဟုတ်လို့လားဟဲ့ယမင်းနေဥစားလဲမမိုက်ပါဘူးမိကောင်လေးကအန်းရမှာလေဘာလို့နေရအန်းတာလဲအဲ့လေမိခလေးသိခါကြပေါ့တကယ်တော့ကောင်လေးကပေးရမှာလေနင်ပေးချဖို့မလို့ကဲတော်ပြီတော့ကြစို့ရော့နင်ပစ္စည်းကြည့်ချလိုက်တော့မတငယ်ချင်းပါပြီအေးထင်နေလက်ဟင်မကြောင်ငါမျက်နှာကိုလည်းကြုံမှာငါဆွေးရှင်းမမှန်လို့လေငါဒီမှာဝတ်ချင်နေတော့ငါဖွင့်နေတာတကယ်ချင်းငါဘာစကင်လေးတော့မှလည်းမတူငါပျော့ပြုံးဟာနစ်စကင်နဲ့ငါစကင်နဲ့တူတာမဟုတ်တာငါညှိုးနိုင်တော့မြင်းမျက်နှာပို့ဆိုတာမလို့မလဲပြောင်းအခုလည်းရမ်းမစိုးပါဘူးတကယ်ချင်းအဆင်ပြေပါတယ်ကြည့်ရတာဟုတ်လားအေးငါလည်းတော်တော်စိုးနေပြီလို့ထင်နေရတကယ်ချင်းတော်စီရပါနင်းပြောလို့အဲ့ဒါလည်းငါသွားတော့မယ်ငါစိတ်ချမ်းသာသွားပြီအေးဟေးတကယ်ချင်းဟေးဒီကြတယ်လောက်ပြန်မိုးစုတော့စားမယ်နော်အေးသွားမယ်အေးဘိုင်အေးဟုတ်တယ်လေရေးတာယမင်းအေးတကယ်ချင်းဒီနေ့နောက်ကြရနော်ဟုတ်တယ်တကယ်ငါနောက်ကြသွားတာပါလေအေးရတဲ့နောက်ကြဟုတ်ပါကိုလို့ရဲ့အေးရတာနောက်ကြနေဟဲ့ယမင်းနင်မျက်နှာတော့ချင်းနေဆိုးလာပဲနင်ပြီးရောမဲလားကောင်းလေးတိတ်ပြီးလိုလိုက်မနေအောင်နော်ဟဲ့လင်းလက်ဒီစကားကိုဘယ်လိုပြောတာလဲဟမ်နင်ပြောမယ်ဆိုရင်ရှင်းတော်နေတော့တိကျကြည့်အောင်ပါပေါ့ဒီမှာကိုထွေးရကိုကောင်းလို့ရှိရလေဟဲ့ဘာလဲငါပြောဘာမှလို့လဲကိုထွေးရကိုကောင်းလို့ဆိုတာငါတို့မောင်နှမလို့ပေါင်းခဲ့တဲ့တငယ်ချင်းတွေပဲလေနင်ကဘာလာပြီးခုမှရှက်နေရလဲနင်မကြိုက်လားငါမပြောတော့ဘူးချမင်းနင်မျက်နှာလည်းမကောင်းပါလားမနေ့ကကိစ္စနဲ့ငါ့ကိုစိတ်ဆိုးနေတော့မလားယင်ဟုတ်ပါဘူးတကယ်ကြီးငါစိတ်မဆိုးပါဘူးနင်ငါ့ကိုလာလိုက်မင်းနော်နင်မျက်နှာဘာဖြစ်နေဆိုတာငါသိရဲ့ငါ့ကိုစိတ်ဆိုးနေရမလားစိတ်မဆိုးပါဘူးတကယ်ကြီးမင်းလည်းပြောရလို့ရှိရင်လေနင်ဘယ်သူမှပြန်မပြောနဲ့နော်တကယ်ကြီးမပြောပါဘူးတကယ်ကြီးခတိပြေနော်ငါမေကလေလောင်းကစားလို့ပြီးတော့အကျွေးတင်နေရတကယ်ကြီးအဲ့ဒါငါဘယ်လိုပြန်ဆက်ပြရမလဲမသိပါဘူးဟဲ့ငါအချန်လေးပြပါဦးတကယ်ကြီးနော်နေရလေဂျိုင်းရှီကကျွတ်တော့ထုတ်ကြည့်လိုက်လေနောက်ခါလာနောက်ခါသေးပဲအခုဟာနေမပြဿနာအရင်ရှင်းတော့ပြီးကြည့်လေဒါမဲ့ဝေမောင်ရောအရင်များလို့လားများတော့မများပါဘူးဒါမဲ့ငါလက်ထက်မှာပတ်စံမှမရှိရတကယ်ချင်းငါဘယ်လိုလုပ်ရမှာလဲငါပြောသလိုပဲလုပ်လိုက်နော်အေးပါရဲ့အဲ့လိုပဲလုပ်ရအောင်ပါဘောငါမှမတက်နိုင်တာကြံပြီးလို့ကျေးဇူးပဲနော်တကယ်ချင်းဟဲ့ငါ့ကိုတိတ်တိုးနေတော့နော်ဆိုးပါဘူးတကယ်ချင်းငါနေ့ကဘာလို့ဆိုးရမှာအေးပါအေးဟဲ့နို့တိပြီးသားရဲ့လားဟဲ့ဘာလဲနေဥစားလဲရင်းမရှိထားရှိရမင်းမေကိစ္စလေဟုတ်လားဘာကြီးတော့မဖြစ်တာငါတို့ပြောပြအောင်လေပြင်းရတဲ့ပြပြဟာရမင်းမေကလောင်ကစားလို့အကျွေးတင်နေရတဲ့ဟုတ်လားအေးရမင်းကလည်းလေရီးစားကြတော့ငါရှိရပတ်စံနေချီပြီးအန်းနာအခုသူ့မေကျွေးတင်တော့ဘယ်လိုဖြစ်ရှင်းမလဲငါလည်းမသိပါဘူးဒီမင်းလေးတနာပါတယ်ကွာနင်ကဘာကိစ္စတူလူမျိုးတနာနေရလဲဟဲ့ငါနင့်ကိုဂျုံကြီးထားလို့ပြောသမျှရလေဟမ်နင်ခုလိုမျိုးတင်းတော့ဘက်တာကုန်ကျန်းဖြစ်နေရပါလေဟုတ်လားငါမိသားစုကိစ္စကိုလည်းငါဖြေရှင်းနိုင်ငယ်နော်ငါ့ဖြစ်ဒီမူလာလည်းရှက်စရာမဟုတ်ဘူးဟဲ့နင့်လိုမျိုးလေသူတစ်ပါးအားနေချက်ကိုချနေပြီးတော့အခုလိုတင်းတော့တဲ့လူသားရှက်စရာကောင်းတာပြောစမ်းမအောင်နင့်ဘောင်ကဘယ်နှခါမှမကောင်းခဲ့ဘူးလို့လေဟမ်နင့်လိုလူမျိုးကလေဘယ်တော့မှတကယ်ကြအောင်ရမှာမဟုတ်ဘူးအဲ့ဒါလေနင်ရဲ့မှတ်ထားပြီးပါကြည်ပါစေဒီဝေကျွေးများလူသားတယောက်နဲ့တယောက်ချမှာဝေကြခြင်းတွေမရှိပါသေးလားလူတိုင်းစိတ်ဝင်နိုင်ရသည်လိုက်လီ